DOE Foreigner App ဆိုတာထိုင်းနိုင်ငံမှာရှိတဲ့နိုင်ငံသားအလုပ်သမားတွေအတွက်ထိုင်းအလုပ်ကိုင်ခန့်ထားရေးဦးစီးဌာန Department of Employment DOE ကထုတ်ပေးထားတဲ့တရားဝင် mobile application တစ်ခုဖြစ်ပါတယ်။အဓိကအားဖြင့်အလုပ်သမားတွေရဲ့အလုပ်လုပ်ကိုင်ခွင့်လက်မှတ် work permit ကို digital စနစ်နဲ့စီမံခန့်ခွဲနိုင်အောင်ပြုလုပ်ပေးထားတာပါ။မိမိရဲ့ work permit ကိုဖုန်းထဲမှာတင် digital ကပ်ပြားအဖြစ်သိမ်းဆည်းထားနိုင်ပြီးလိုအပ်ရင်အလွယ်တကူထုတ်ပြနိုင်ပါတယ်။အလုပ်လုပ်ကိုင်ခွင့်လျှောက်ထားတဲ့အခါမိမိရဲ့လျှောက်လွှာဘယ်အခြေအနေရောက်ပြီလဲဆိုတာကို app ထဲကနေစစ်ဆေးနိုင်ပါတယ်။အလုပ်ရှင်နဲ့အလုပ်သမားအချက်အလက်တွေကိုစနစ်တကျမှတ်တမ်းတင်ထားပေးပါတယ်။အလုပ်သမားတွေအတွက်ပွင့်လင်းမြင်သာမှုရှိစေပြီးအချက်အလက်တွေကိုကိုယ်တိုင်တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။ဘယ်လို download ဆွဲမလဲ။ Android ရော iOS ဖုန်းတွေမှာပါအခမဲ့ရယူနိုင်ပါတယ်။ Android အတွက် Google Play Store မှာ DOE Foreigner လို့ရှာပါ။ iOS အတွက် Apple App Store မှာ DOE Foreigner လို့ရိုက်ရှာပြီး install လုပ်နိုင်ပါတယ်။ဒီ app ကိုအသုံးပြုဖို့အတွက်စနစ်ထဲမှာမှတ်ပုံတင်ထားတဲ့ဖုန်းနံပါတ်သို့မဟုတ် passport ID နံပါတ်လိုအပ်မှာဖြစ်ပါတယ်။ပထမဆုံးအသုံးပြုသူတွေအနေနဲ့မိမိရဲ့အချက်အလက်တွေကိုအတည်ပြုလုပ်ပြီးမှသာ Digital Work Permit ကိုမြင်တွေ့ရမှာပါ။ DOE Foreigner App ကို register လုပ်ပုံနဲ့အသုံးပြုပုံကအလုပ်သမားကိုယ်တိုင်လှုပ်ဆောင်ရမယ့်အပိုင်းနဲ့အလုပ်ရှင်ကစနစ်ထဲထည့်သွင်းပေးရမယ့်အပိုင်းဆိုပြီးနှစ်ပိုင်းရှိပါတယ်။အလုပ်သမားအများစုအတွက်အချက်အလက်တွေကိုအလုပ်ရှင်သို့မဟုတ် agency က e-work permit system ထဲမှာအရင်သွင်းပေးထားရမှာဖြစ်ပါတယ်။နံပါတ်1 app ကို download ဆွဲပါGoogle Play Store သို့မဟုတ် App Store မှာ DOE Foreigner လို့ရိုက်ရှာပြီး install လုပ်ပါနံပါတ်2ဘာသာစကားရွေးချယ်ပါ application ကိုဖွင့်ပြီးမိမိနားလည်တဲ့ဘာသာစကားမြန်မာအင်္ဂလိပ်သို့မဟုတ်ထိုင်းကိုရွေးချယ်ပါနံပါတ်3 log in ဝင်ပါပုံမှန်အားဖြင့်မိမိရဲ့ passport နံပါတ်သို့မဟုတ်ပန်းရောက်ကတ်နံပါတ်73လုံးကိုအသုံးပြုရပါတယ်အလုပ်ရှင်သို့မဟုတ် DOE ကသတ်မှတ်ပေးထားတဲ့ password ကိုရိုက်ထည့်ပါပထမအကြိမ်ဆိုရင် password အသစ်ပြန်ပြောင်းမှုလိုအပ်နိုင်ပါတယ်။သင်ဖုန်းထဲကို SMS နဲ့ OTP ကုတ်6လုံးရောက်လာပါမယ်။၎င်းကို app ထဲမှာရိုက်ထည့်ပြီးအတည်ပြု verify လုပ်ပါ။နောက်တစ်ချိန် application နဲ့ဝင်ရင်လွယ်ကူစေဖို့အတွက်ကဏ္ဍ6လုံးပါတဲ့ pin code တစ်ခုကိုသတ်မှတ်ခိုင်းပါလိမ့်မယ်။ application တွေကိုရောက်သွားပြီဆိုရင်အခုပြောပြမယ့်အချက်တွေကိုလှုပ်ဆောင်နိုင်ပါတယ်။မီနူတွေက work permit ကိုနှိပ်ရင်မိမိရဲ့ digital work permit ကိုမြင်ရပါမယ်။အဲ့ဒီထဲမှာအလုပ်ရှင်အမည်အလုပ်အကိုင်အမျိုးအစားနဲ့သက်တမ်းကုန်ဆုံးမဲ့ရက်စွဲများပါဝင်ပါတယ်။စစ်ဆေးရေးအရာရှိတွေကတောင်းကြည့်တဲ့အခါပြသဖို့ QR code ပါရှိပါတယ်။ work permit သက်တမ်းတိုးထားရင်ဖြစ်စေအသစ်လျှောက်ထားရင်ဖြစ်စေမိမိရဲ့လျှောက်လွှာက pending စောင့်ဆိုင်စေလား approve အောင်မြင်လားဆိုတာကို check status မှာကြည့်နိုင်ပါတယ်မိမိရဲ့ကိုယ်ရေးအချက်အလက်တွေမှားနေတဲ့အခါသို့မဟုတ်ဖုန်းနံပါတ်ပြောင်းချင်တဲ့အခါ application တွေက setting မှာပြင်ဆင်နိုင်ပါတယ် work permit သက်တမ်းကုန်တော့မယ်ဆိုပါက application ကတစ်ဆင့်ကြိုတင်အကြောင်းကြားစာ notification ပေးပို့ပါလိမ့်မယ်မိမိရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်များဖုန်းနံပါတ်နဲ့လိပ်စာများကိုဒီနေရာမှာစစ်ဆေးနိုင်ပါတယ်။အရေးကြီးသောသတိပြုရန်အချက်များ application ကိုပထမဆုံးအကြိမ်ဖွင့်တဲ့အခါနဲ့အချက်အလက် update ဖြစ်စေဖို့ internet ရှိနေရပါမယ်။အကယ်၍ password မိသွားပါက forgot password ကိုနှိပ်ပြီး register လုပ်ထားတဲ့ email သို့မဟုတ်ဖုန်းနံပါတ်နဲ့ပြန်ယူနိုင်ပါတယ်။ application version အသစ်ထွက်တိုင်း update လုပ်ပေးဖို့လိုအပ်ပါတယ်။အကယ်၍ application ထဲမှာ log in ဝင်လို့မရဘူးဆိုရင်မိမိရဲ့အလုပ်ရှင်ကို e-work permit စနစ်ထဲမှာကျွန်တော်ရဲ့အချက်အလက်တွေအတည်ပြုပြီးပြီလားလို့အရင်မေးကြည့်ဖို့လိုအပ်ပါတယ်။အသုံးဝင်သောအကြံပြုချက်များ internet မရှိချိန်တွင်အဆင်ပြေစေဖို့ကိုယ့်ရဲ့ digital work permit နဲ့ QR code ကို screenshot ရိုက်ပြီးဖုန်းထဲတွင်တင်ထားသင့်ပါတယ်။ application ဟာ2025-2026အတွင်းစနစ်အသစ်များ MOU သက်တမ်းတိုးခြင်းစတာတွေနဲ့ချိတ်ဆက်ထားတာကြောင့် Play Store, App Store ထဲမှာအမြဲ update ဖြစ်အောင်လုပ်ထားပါ
password 5 ချိန်ထက်ပိုမှားပါကစနစ်က lock ကျသွားတတ်ပါတယ်။အဲ့ဒီအခါ forgot password ကိုနှိပ်ပြီးဖုန်းနံပါတ်နဲ့ပြန်လည်ရယူရပါမယ်။ကိုယ့်ရဲ့ application တွေကို log in ဝင်လို့အဆင်ပြေရဲ့လားဒါမှမဟုတ် user not found သို့မဟုတ် invalid identity လို့ပြနေရင်အလုပ်ရှင်က e-work permit စနစ်ထဲမှာအချက်အလက်မသွင်းရသေးတာဖြစ်နိုင်တဲ့အတွက်အလုပ်ရှင်ကိုအကြောင်းကြားဖို့လိုအပ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။